ပေါ့ဟဲ့ တနာယူပွဲမှာစုံတာတနာယူပွဲမှာ ဟဲ့ဒီနေ့ဘာဖြစ်လဲ တနာယူ ည အေးတနာယူပွဲမှာစုံတယ်ဟုတ်တယ်မလား ဟမ် ဟောလာဟဲ့ ဖြည်းဖြည်းသာပြောပါပြီးတယ်တနာယူကတမျိုးကြီးပဲ ပိုင်စရလန့်သွားတာပေါ့ ဘာပွဲအေးတနာယူပွဲမှာစုံတာတနာယူပွဲမှာ ဘာလို့ကြာ No, not you. I do it, I just say nothing, nothing that can be cool. Not you. အရောက်ဖို့တယ်ဘယ်သူလူတွေအကုန်လုံးကပြီးပြီးသားထိုင်သူကြီးရဲ့တချင်းနာမည်က ဟုတ်တယ်သိကြပြီ ငါ သိ ပဲ ကြ မသိ ပြီ အဲ့ဒါအမပြီးတယ်တနာယူဆိုဟဲဆိုပြီးဖြစ်သွားတာပုံသေးဘူး မဘာဖြစ်တယ် ဘာလို့လက်ကြမလဲဟုတ်ပါလား တနာယူလေးတစ်ပိုက်လောက်ဆိုပြလိုက်အမား အဲ့ဒါ တော့ ကဘောင်းလေးလေးတနာယူကြောင့်ရှင်းနေပါ စိတ် ဆို မ ပါ ကြည့်ပါနဲ့တရားတွေမှတ်တာများပြီးတော့မသိဘူး အဲကြောက်တယ်အဲ့ဒါဖြစ်စမှာ အဲ့ဒါမှရဲမှာဆိုလို့လေ ရေးမှာဆိုလို့လေ ကြောက်တယ်တဲ့ ကျေးဇူးတင်ပါတယ်အချိန်တော့ထွန်းထွန်းကြီးရဲ့မျက်နှာကြီးကိုကြည့်ရတာတော့ကျွန်တော်အနေနဲ့ ဟုတ်တယ်မသိရမယ် တော်တော်ဂျင်းနဲ့ပြီးတော့ခက်မှန်းလိုက်ရတဲ့ပုံပါပဲ မင်းရဲ့ကောက်ကွက်ကိုတော့တေချာသိနေဆိုပဲ မခိုင်လေးမပြုံးရင်လည်းပြုံးချလိုက်ပါမရဲ့ မအီမလဲရုပ်ကြီးနဲ့ငါအေးငိုချင်တာကြီးချင်တာမသိတော့ဘူး တချင်းဆိုတာအရန်ကောင်းတယ် performance တွေအရန်ကောင်းတယ်ကလာတွေလည်းအရန်တော်တယ်ကျွန်တော်ဖေနာစတော်ဘယ်ရီမလေးက ဟဲ့ဒီနေ့ဘာဖြစ်လဲ တနာယူ ငါလန့်သွားတာဟဲ့ဆိုတော့ ကိုပိုင်အဲ့ရုပ်ကိုမတွေ့နိုင်လို့ဘက်ကလေးရုပ်ကိုမတွေ့နိုင်လို့ဟင်းနေ ကျွန်တော်ဖေနာကစတော်ဘယ်ရီလေးမျက်နှာဖုံးနောက်ကဆယ်လီဘယ်သူဖြစ်မလဲဆိုတာကိုဖြိုးငွေဆိုတာနေစပြီးပြောပြပါဦး လုတ်ပါဦးဟဲ့ စိတ်ဆုံးသွားပြီ strawberry စိတ်ဆုံးအမှန်တိုင်းပြောကောက်ကောက်ငါမပြော strawberry စိတ်ဆုံးနေပြီနော် ပန်းလို့မရဘူးဒီကတော့ဘယ်သူပန်းလို့မရဘူးဒါပေမဲ့စိတ်ထဲမှာနီးစပ်ဆုံးထင်တာတော့ထက်ထက်ဟိုဆောင်ဆောင်လို့ထင်တယ် ငါပြောကတော့ဘော်ဘီစော်စားလို့ထင်ပါတယ် ချစ်လိုက်ရတာငါမသူ့ကိုအရှမ်းပဲနာမည်တက်ပြီးပြောပိုင်တယ်မရှိလူဝေကြားထဲမှာစုံဆိုင်တယ်လို့ပုံဖမ်းမယ်နာမည်တက်ပြီးပြောပိုင်တယ်မရှိ ဒီညီမလေးရောဒီကစတော်ဘယ်ရီမျက်နှာဖုံးကျင်နောက်ကဆယ်လီကိုဘယ်သူလို့ထင်ပါလဲဗျာ မြန်မာအိုက်တော့အဆိုတော်ယွန်း ဂျွန်းမြန်မာအိုက်တော်ရဲ့အဆိုတော့ယွန်းလို့ထင်ပါတယ် ရောင်းရချင်တယ်လားချင်တယ်လားချွေတယ်လားငါဘယ်တော့ဝေးဝေးဝေးချင်လားနဲ့စာမမိုးမိုးလေး အဲ့တော့အမကရော သူသူပြော အမကျွန်တော်တည့်ရဲ့ဆယ်လီထဲမှာမတည်ဘူးမရှိဘူး ဘယ်လိုပြောတရားအောင်တော့ပြောလိုက်မယ်ကွာမသေးတော့မသေးကြဘူးဘာပဲပြောဟိုပါပေါ့မျက်စိမိတ်ပြီးပြစ်ထက်လိုက်ပဲမှန်ရင်လည်းမှန်သွားပေါ့ cherry သေး ဟမ် ဟောချယ်ရီတင်း ဒီဝေဒနာတွေကိုကုသပေးဖို့စီကရှိပါမလား နောက်ဆုံးညီလေးထွန်းထွန်းကရောဘယ်သူလို့ထင်ပါသလဲ ကျွန်တော်အခုကလေစဉ်းစားနေတာသူကခန္ဓာကိုယ်အလုံးထဲအဟိုက်အရက်မြင့်ရယ်တချင်းဆိုရတဲ့အတန်ရယ်အခုရွာထနေတာရယ်ပေါင်းတာဘယ်သူမှစဉ်းစားလို့မရဘူးလူကျွန်တော်သိတဲ့လူထဲမှာဒီလိုလူမရှိဘူးဒါပေမဲ့အဲ့လူကကျွန်တော်လူစင်ပဲဆိုင်ပြီးဒါငါတို့မသိရသေးတဲ့မျိုးစိတ်အစ်စ်လားမသိဘူးမျိုးစိတ်အစ်စ်ပဲပဲသူကငါမျိုးစိတ်အကြောင်းတော့သူကသိနေတယ်ဟုတ်တော့ကိုမျိုးစိတ်အကြောင်းကိုသိနေတယ်တခြားမျိုးစိတ်တွေကဆိုဒါအားစဉ်းစား ကဲအဲ့တော့အခုပြောရမယ်အဲ့ဒီတော့ခေါင်းမစားနဲ့လေဘာဖြစ်လို့လဲဆိုတော့အများကြီးလက်ကျန်သေးခံမှန်းလို့ရအောင်ပါပြီးတော့ညီလေးတို့ကခံမှန်းလဲမှန်တဲ့လူတွေလည်းမဟုတ်ဘူးအဲ့တော့ တောင်းဆိုတယ် အဲ့တလုံးတော့ထိအဲ့တလုံးတော့ထိတယ်ပိုက်စီ အဲ့ဒါကြည့်ရလား နော်အခုတော့ပြောတာရှေ့အစီအစဉ်တော့ကလည်းအကုန်လွဲခဲ့တာပဲနော်ဟောဒါလည်းမှန်နေမှမှန်ပါပေါ့ရတယ်ညီလေးပြောလိုက် ခဲခဲကိုမှန်သွားချင်တာ ခက်ခဲမှအဲ့တော့ဘယ်သူမှပြောလို့မရဘူးမလား ရမ်းပြောဖို့အတွက်ကိုခက်တယ်ရမ်းပြောဖို့တော့ခက်နေတာဗျာ တာဝန်ရပြောလိုက်တော့တယောက်ယောက် အဲ့တရားရောက်ကိုနာမည်မကြံတော့ဘူးကြီးမှပြောရတာကုန်ပြီဟောမေလာတန်စင်လေးခံလိုက်မယ်နော် မေလာတန် လေလာတန်စင် ဟုတ်ကဲ့ပါ အေး
အခုဆို ခဲချောင်းပိတ်တဲ့ရကကွယ်ချမ်းပြေကိုတောင်းမရောမြောက်ပိုင်းရောကွယ်နှံ့ခဲ့တယ် ဆိုရင်တော့ကျွန်တော်ဘေးနာစတော်ဘယ်ရီမျက်နှာဖုံးရှင်မာလေးရဲ့နောက်ကွယ်ရဆယ်လီကိုဖြိုးငွေဆိုးကဘော်ဘီဆော့တာလို့ခံမှန်းထားတယ်ထွန်းထွန်းကတော့မေလာတန်စင်လို့ခံမှန်းပြီးတော့ဒီဒီကယွန်းအမမက်ခိုင်တင်းကြီးကတော့ချယ်ရီတင်းဆိုပြီးတော့အတီးတီးခံမှန်းထားကြပါတယ်ခင်ဗျာ စတော်ဘယ်ရီမျက်နှာဖုံးရှင်ကိုဘော်ဘီဆော့ဆာမေလာတန်စေယွန်းချယ်ရီတင်းလို့ခံမှန်းထားကြပါတယ်ဇယ်လီစုံတောက်တွေခံမှန်းထားတဲ့ဇယ်လီဖြစ်နေမလားဆိုတဲ့ဗဟေဒီကိုဆက်လက်အပြေးကြီးမှဖြစ်မယ်နော်